ဟုတ်ကဲ့မင်္ဂလာပါ ဟုတ်မင်္ဂလာပါ မင်္ဂလာပါကိုအောင်ရေ ဟုတ်ကဲ့မင်္ဂလာပါဗျာ မင်္ဂလာပါဘယ်နေ့လာမောင်းတင်လည်းဖြစ်လည်းမသိဘူးကွာ ဟောကြာချင်ဆောင်ရခင်ဗျာ ဟုတ်ပြီ၃ညအခီးပဲပေါ့နော် ဟော3ညရဲ့ခရီးပေါ့ဗျာ ဘယ်လိုလဲကျွန်တော်ဒီမှာသင်ရတာဖြစ်ပြီလားမသိဘူးဗျ ဟောတီးရတယ်ခင်ဗျာကိုစီစားတာအဆင်ပြေရတယ်ပြီးတော့တင်မုံတင်ကြီးတဲ့နီးစနစ်ကြပေါ့နော်စိတ်ရလက်ရှိနဲ့တင်ပြီးရတော့တကယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါအခုဆိုဘယ်နှစ်ရက်ရှိပြီသင်တာ အခုဆိုဒီ3ရက်နေ့ပေါ့ 3ရက်နဲ့ နောက်ဆုံးနေ့ပေါ့3ရက်နဲ့ 3ရက်နဲ့အခုလိုမျိုးလမ်းမမှာမောင်းရမယ်လို့ထင်ထားလား ဟောထင်မထားဘူးခင်ဗျာတင်ကြီးတင်ဟန်ကောင်းတော့လမ်းမပေါ်မောင်းရဲသွားတာပေါ့ ဟုတ်ပြီအခုကားမောင်းတာကိုခက်နေတယ်တွေးနေတယ်ကျွန်တော်တို့လူငယ်တွေကိုဘယ်လိုမျိုးကြံပေးချင်လဲ ကောင်းမနာမခတ်ပါဘူးလို့ဒီရေပေါ်မနာမများပေါ့နော်ခက်တော့မကြအောင်ဘာပဲဖြစ်ဖြစ်ဒီကားလေးတော့မောင်းတအောင်ပေါ့နော်လာပြီးတော့ဘယ်သူစီပဲတင်ပေါ့နော် ဟုတ်ကဲ့ အဲ့ဒီတက်ထားတော့ကောင်းတာပေါ့ ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်ကျွန်တော်ဒီကိုကြီးစီတင်မွန်တင်ဒီနီးစနစ်ကြလို့သဘောရကောင်းပါလေနီးစနစ်လည်းကောင်းပါလေတကယ်တကယ်တင်မွန်တင်ဒီတကယ်ကောင်းပါလေလာတင်ကြပါလို့